Hey what's up I'm fine အဲ့လိုမျိုးပြန်ဖြေနေတော့လားတကယ်တော့ what's up က how are you နဲ့အဓိပ္ပာယ်တူပေမဲ့ဒါပေမဲ့ပြန်ဖြေတဲ့ဖြေပုံချင်းကမတူပါဘူး what's up ဆိုတာရင်းနှီးတဲ့သူတွေအချင်းချင်းနှုတ်ဆက်တဲ့ခါကျရင်အသုံးပြုကြတယ် native speaker တွေကြမှာသုံးတာများရတယ်ပေါ့နော်ဒီအဓိပ္ပာယ်ကတချို့မြန်မာလို့ဆိုရင်နေကောင်းလားဘာရီထူးလဲဘာရီလုံးနေလဲဆိုတဲ့အဓိပ္ပာယ်ကိုတက်ရောက်တယ်တယောက်ကအဲ့လိုမျိုးမေးခံရတဲ့ခါကျရင် fine thank you အဲ့လိုမျိုးဖြေကြတယ်ပေါ့နော်အမှန်တော့အဲ့လိုမဖြေရပါဘူးဒီရှေ့ကဘယ်လိုမျိုးဖြေရမလဲဆိုတာဒီနေ့ပြောပြပေးပါမယ် what's up လို့မေးတဲ့ခါကျရင်ဘယ်လိုပြန်ဖြေရမလဲဆိုတော့ not much တူဘာမှမရှိဘူး just chilling အေးစစ်စစ်ပါပဲ all good အလုံးအဆင်ပြေတယ် just walking အလုပ်လုပ်နေတာပါ same old အရင်အတိုင်းပဲဒါပေမဲ့ကိုကဘာမှပြန်မဖြေပဲသူကကိုကိုပေါ့နော် what's up လို့မေးကွာလဲ what's up အဲ့လိုပြန်ဖြေလိုက်လေအဆင်ပြေပါတယ်ဒီလိုလဲဖြေလို့ရတယ် hey what's up sup အချင်းချင်းနဲ့ပေါ့နော်တကယ်ချင်းပြန်ပြီးတော့ပြောတဲ့ခါကျရင်လည်းအဲ့လိုလဲသုံးလို့ရတယ်အဲဆိုရင်ဘယ်လိုမျိုးပြန်ဖြေရမလဲဆိုတာနားလည်မယ်ထင်ပါတယ်နောက်တစ်ခါကိုတယောက်ကပဲဖြစ်ဖြစ် what's up လို့မေးတဲ့ခါကျရင် I'm fine လို့ပြန်မဖြေနဲ့တော့နော်ဒီချက်ကူတင်ပေးတဲ့ဟာလေးနဲ့ပြန်ဖြေကြည့်ပါBye. Thank you for watching. Follow for more.